ပညာရှင်တွေတောင်လက်လျှော့ခဲ့ရတဲ့လူအုပ်စုလိုက်ပျောက်ဆုံးမှု၈ခုနံပါတ်1ပျောက်ဆုံးသွားသောကိုလိုနီ1589ခုနှစ်မှာအင်္ဂလန်ဘုရင်မအဲလီဇဘက်ဝိုင်းရဲ့ခွင့်ပြုချက်နဲ့ဂျွန်ဝိုက်ဦးဆောင်တဲ့အခြေချနေထိုင်သူ115ဦးဟာမြောက်အမေရိကကိုရောက်ရှိလာခဲ့ပါတယ်။အခြေချပြီးမကြခင်မှာပဲရိတ်ခါပြက်လက်မှုနဲ့ဒေသခံအိန္ဒိယမျိုးနွယ်စုတချို့ရဲ့ရန်လိုမှုတွေကြောင့်အကူအညီတောင်းခံဖို့အတွက်ဂျွန်ဝိုက်ဟာအင်္ဂလန်ကိုခေတ္တပြန်ခဲ့ပါတယ်။ဒါပေမဲ့စပိန်နဲ့အင်္ဂလန်တို့စစ်ဖြစ်နေတာကြောင့်ဂျွန်ဝိုက်ဟာလမ်းမှာပဲအချိန်တော်ကြာအောင်တောင်းတနေခဲ့ပါတယ်။သူပြန်လာတဲ့အခါမှာတော့တကျွန်းလုံးမှာလူတစ်ယောက်မှမရှိတော့ပဲတိတ်ဆိတ်ခြောက်ကပ်နေတာကိုတွေ့လိုက်ရပါတယ်။တိုက်ခိုက်ခံထားရတဲ့လက္ခဏာလည်းမရှိအလောင်းလေးတစ်ခုမှမတွေ့ရပဲတစ်ပင်တစ်ပင်ပေါ်မှာခရိုအာတူအမ်ဆိုတဲ့စလုံးလေးတစ်ခုထွင်းထားတာကိုပဲတွေ့ခဲ့ရပါတယ်။အနီးအနားကတခြားမျိုးနွယ်စုတွေစီပြောင်းရွှေ့သွားတာလား။ဒါမှမဟုတ်ယောဂတစ်ခုခုကြောင့်လားဆိုတာဒီကနေ့အထိအပြေရှာလို့မရသေးပါဘူး။ဘသူကမှအတိအကျသက်သေမပြနိုင်သေးတာကြောင့်ရိုနိုဂျွန်ဟာအမေရိကန်သမိုင်းရဲ့အကြီးမားဆုံးလူအုပ်စုလိုက်ပျောက်ဆုံးမှုတစ်ခုအဖြစ်မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။နံပါတ်2နန်ကင်းမြို့ကတရုတ်စစ်သည်3000 1939ခုနှစ်ဒုတိယကမ္ဘာစစ်တွင်းကာလမှာတရုတ်စစ်ဗိုလ်ချုပ်လီဖူရှီဟာဂျပန်စစ်တပ်တွေကိုခုခံဖို့စစ်ကုအင်အား3000ခန့်ကိုနန်ကင်းမြို့အနီးကရန်စီမြစ်တစ်လျှောက်မိုင်20ခန့်ရှည်လျားတဲ့ခန်းစစ်ကြောင်းမှာနေရာချထားခဲ့ပါတယ်။နောက်တနေ့မနက်ဗိုလ်ချုပ်လီဖူရှီနိုးလာတဲ့အခါမှာတော့မြို့နိုင်စရာသတင်းကိုကြားလိုက်ရပါတယ်။ကင်းဆောင်နေတဲ့စစ်သည်အနှဲငယ်ကလွဲရင်တရင်တစ်ခုလုံးလူ3000ခန့်ဟာအစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီညကတနက်တန်တစ်ချက်မှမကြားရတယ်လို့ရုံးရင်စံခတ်ဖြစ်ထားတဲ့လက္ခဏာတွေလည်းမတွေ့ရပါဘူး။စစ်သည်တွေရဲ့လက်နက်တွေရိတ်ခါတွေနဲ့ချက်ပြုတ်ဖို့ပြင်ဆင်ထားတဲ့မိဖို့တွေဟာပုံမှန်အတိုင်းရှိနေပါတယ်။တရားဘက်မှာကင်းဆောင်နေတဲ့စစ်သည်တွေကတော့အဲ့ဒီညမှာဘယ်သူမှဖြတ်သွားတာမတွေ့ရဘူးလို့အခိုင်အမာထွက်ဆိုခဲ့ကြပါတယ်။ဒီလောက်များပြားတဲ့စစ်သည်အင်အားဟာတညာလေးနဲ့ဘယ်ကိုရောက်သွားတာလဲဆိုတာလုံးဝအပြေရှာလို့မရခဲ့ပါဘူး။စစ်ပွဲပြီးဆုံးသွားတဲ့အခါမှာလည်းဒီစစ်သည်3000နဲ့ကတယောက်မှမိသားစုစီပြန်ရောက်မလာခဲ့တယ်လို့သူတို့ရဲ့ရုပ်အလောင်းတွေကိုလည်းဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူး။တမိုင်းပညာရှင်အများစုကတော့ဒါစစ်ပွဲကာလအတွင်းစိတ်ဓာတ်မြင့်တဲ့ဖို့ဒါမှမဟုတ်ဝါဒဖြန့်ဖို့ဖန်တီးထားတဲ့ပုံမြင်တဲ့ဖို့ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။နံပါတ်3အန်ဂျကူနီရေကန်ဘေးကရွာပြောက်ကြီး1930ခုနှစ်ကနေဒါနိုင်ငံရဲ့အေးခဲနေတဲ့ညတညမှာဂျိုးလေဗလီလို့အမည်ရတဲ့တောင်မွေကုန်တဲ့တအူးဟာခရီးသွားရင်းနဲ့အန်ဂျကူနီရေကန်ကြီးဘေးကအင်နူအေလူမျိုးစုတွေနေထိုင်တဲ့ရွာငယ်လေးတစ်ရွာကိုရောက်ရှိလာခဲ့ပါတယ်။သူဟာဒီရွာကိုမကြာခဏရောက်ဖူးပြီးရွာသားတွေနဲ့လည်းရင်းနေတဲ့သူတစ်ယောက်ပါ။ပုံမှန်ဆိုရွာသူရွာသားတွေနဲ့စီကားရမယ့်ရွာလေးဟာရုတ်တရက်လူသူကင်းမဲ့ပြီးတိတ်ဆိတ်ခြောက်ကပ်နေတာကိုတွေ့လိုက်ရပါတယ်။ဂျိုးလေဗလီဟာလည်းဒီဖြစ်ရက်ကထူးဆန်းတယ်လို့ထင်တာနဲ့အာဆီယံမီရဲတပ်ဖွဲ့ထံသတင်းပို့ခဲ့ပါတယ်။ပလိတ်တွေရောက်လာပြီးစစ်ဆေးတဲ့အခါမှာတော့ရွာရဲ့တင်းချိုင်းထဲမှာရှိတဲ့အလောင်းတွေကိုပြန်ဖော်ထားတာတွေ့ရပါတယ်။တော်ရိုင်းတလိဆန်တွေတူးဆွာထားတာမျိုးမဟုတ်ဘဲတေးသေးချာချာကြကြနာနာတူးပေါ်ထားတာဖြစ်ပါတယ်။ဂျိုးလေဗလီနဲ့အနီနာကကုန်းတဲ့တချို့ကတော့အဲ့ဒီညကောင်းကင်ရံမှာထူးဆန်းတဲ့အလေးနဲ့နေပြန်တန်းနေတာကိုတွေ့ခဲ့ရတယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒါကြောင့်တရွာလုံးကိုကြိုးသားတွေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ယုံကြည်သူတွေလည်းရှိကြပါတယ်။နံပါတ်4အာတိတ်စူးစမ်းလေးတာရေးအဖွဲ့ပျောက်ဆုံးမှု1845ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဖရန်ကလင်စူးစမ်းရှာဖွေရေးအဖွဲ့ပျောက်ဆုံးမှုဟာဗြိတိရှရေတပ်သမိုင်းမှာအဆိုးရွားဆုံးနဲ့အကြီးမားဆုံးသောကပ်ဘေးတစ်ခုဖြစ်ပါတယ်။အာတိတ်စဝိုင်းအတွင်းကမြောက်ပိုင်းရေလမ်းကြောင်းကိုရှာဖွေဖို့ထွက်ခွာသွားတဲ့လူ129ဦးစလုံးဟာအစအနမကျန်အောင်ပျောက်ဆုံးသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာမှလူရိုးစုတချို့ကိုပြန်တွေ့ခဲ့ရပေမဲ့ကြောက်စရာကောင်းတာကအယိုးတွေအပေါ်မှာအချင်းချင်းပြန်စားထားတဲ့ကန်နီဗလစ်ဇင်လက္ခဏာတွေကိုတွေ့ခဲ့ရတာပါ။နောက်ဆုံးပေါ်နီးပညာတွေအပါအဝင်ရိတ်ခါအပြည့်အစုံနဲ့တွားခဲ့တဲ့အတွေ့အကြုံရင်စစ်သား129ဦးစလုံးဘာကြောင့်တယောက်မှအသက်မရှင်ပဲဒီလောက်ကြောက်စရာကောင်းတဲ့အဆုံးသက်မျိုးကြုံခဲ့ရတာလဲဆိုတာစဉ်းစားစရာပါ။ရှီဟောင်းသူရိသနာပညာရှင်တွေကတော့ကြံရှိနေတဲ့အယိုးစုတွေကိုစစ်ဆေးကြည့်တဲ့အခါသူတို့တည်လာတဲ့ရိတ်ခါဘိုးတွေကိုပိတ်တဲ့နေရာမှာအသုံးပြုခဲ့တဲ့ခဲတွေဟာအစားအစာတွေရောနှောကုန်ပါလိမ့်။ဒါကြောင့်လူတွေဟာအမြင်အာရုံတွေဝေဝါးလာပြီးစိတ်ဖောက်ပြန်ကအင်အားကြီးနဲ့တေဆုံးခဲ့ကြရတယ်လို့ဆိုပါတယ်။အစာငတ်လွန်းတဲ့အစုံတေဆုံးသွားတဲ့အဖော်တွေကိုပြန်လည်စားတောက်ရင်အသက်ဆက်ဖို့ကြိုးစားခဲ့ကြတယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။နံပါတ်5တပ်ရင်းတစ်ခုလုံးပျောက်ဆုံးခြင်းပထမကမ္ဘာစစ်အတွင်း1915ခုနှစ်ဩဂုတ်လ12ရက်နေ့မှာစစ်သား269ဦးပါဝင်တဲ့တပ်ရင်းတစ်ခုလုံးဟာထူးဆန်းတဲ့တင်ဒါကြီးတစ်ခုတွေကိုတိုးဝင်ရင်ပျောက်ဆုံးသွားကြပါတယ်။ဒီတပ်ရင်းဟာတောင်ကုန်းတစ်ခုပေါ်မှာတူရကီစစ်သားတွေတွက်ဆွဲထားတယ်လို့သတင်းရတဲ့အတွက်လာရောက်တိုက်ခိုက်ကြတာဖြစ်ပါတယ်။သူတို့တောင်ကုန်းပေါ်ကိုရောက်တဲ့အချိန်အပေါ်မှာဘာမှမရှိပဲအဖြူအောင်တင်ဒါအကြီးကြီးတစ်ခုရှိနေတာကိုသာတွေ့လိုက်ရပါတယ်။စစ်သားတွေဟာလည်းစူးစမ်းလေ့လာဖို့တင်ဒါထဲကိုဝင်ရောက်သွားကြပြီးကင်းဆောင်အနေနဲ့စစ်သား3ယောက်သာအပြင်မှာခြံထားခဲ့ကြပါတယ်။
သူတို့၃ယောက်လည်းအပြင်မှာအချိန်တော်ကြာအောင်ဆောင်ဆိုင်နေခဲ့ကြပေမဲ့တိမ်တိုက်ကြီးသာပျောက်ကွယ်သွားတယ်အထက်ကလူတစ်ယောက်မှပြန်ထွက်မလာတော့ပါဘူးတစ်ပွဲအပြေ1919ခုနှစ်မှာဗြိတိရှအစိုးရကဒီတရင်ကိုလိုက်လံရှာဖွေခဲ့ပါတယ်စစ်မြေပြင်နဲ့ကလန်လန်မှာရှိတဲ့တူရကီလယ်သမားတအုပ်ရဲ့ခြံဝင်းထဲမှာစစ်သား180ရဲ့အလောင်းတွေကိုပြန်တွေ့ခဲ့ပါတယ်ဒါပေမဲ့တူရကီစစ်တပ်ကတော့သူတို့ဟာဒီတရင်ကိုဖမ်းဆီးရမိခြင်းမရှိသလိုတလောက်များပြားတဲ့လူတွေကိုတိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ညင်းဆိုခဲ့ပါတယ်နံပါတ်6အရမန်နော်တင်မောသားများပျောက်ဆုံးမှုတင်မောအရှိ929ပေရှိပြီးအဲ့ဒီခေတ်ကအိုင်ကြီး9အိမ်ထဲမှာအကြီးဆုံးတင်မောအဖြစ်တင်စားခံထားရတဲ့ဒီတင်မောကြီးဟာတန်တက်ထရိုင်တန်ချိန်26,000ကျော်ကိုတင်ဆောင်ပြီးခီးထွက်လာခဲ့ပါတယ်1985ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာတော့ပြင်းထန်တဲ့မုန်တိုင်းကြီးတစ်ခုနဲ့ထိပ်တိုက်တူးခဲ့ပါတယ်ည9:10မိနစ်မှာတင်မောကမ်ပိန်းအာနတ်အမ်မစ်လီဟာအနီးနားကတင်မောတစ်စီးကိုကျွန်တော်တို့ထိန်းထားနိုင်ပါသေးတယ်လို့နောက်ဆုံးသတင်းပို့ခဲ့ပါတယ်အဲ့ဒီစကားပြောပြီးမိနစ်အနည်းငယ်ကြာမှပဲဒီတင်မောဟာရေဒါဘော်ကနေရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်အရေးပေါ်အချက်ပြတဲ့တောင်လုံးဝပေးပို့ချိန်မရလိုက်ပါဘူးရှာဖွေကယ်ဆယ်ရေးတွေကတော့တင်မောပြက်ကိုရှာတွေ့ခဲ့ပေမဲ့တင်မောသားတွေကိုတော့လုံးဝရှာမတွေ့တော့ပါဘူးအေးစိတ်နေတဲ့ဒီရေကန်ထဲမှာအလောင်းတွေဟာတေချာပေါက်ပြန်ပေါ်လာသေးပေမဲ့ယနေ့တိုင်ပေါ်မလာတော့ပါဘူးနံပါတ်9ဘရာဇီးကအခြေချရွာကြီးပျောက်ဆုံးမှုဘရာဇီးနိုင်ငံရဲ့တောနက်ပိုင်းတနေရာမှာရှိတဲ့ဟိုရာဘယ်ရီဆိုတဲ့ရွာကလေးကိုခရီးသွားတချို့ရောက်ရှိလာခဲ့ပါတယ်ပုံမှန်ဆိုရင်လူဦးရေ600ခန်းနဲ့စီကားနေရမယ့်ရွာကလေးဟာထူးထူးဆန်းဆန်းတိတ်ဆိတ်နေတာကိုသူတို့တွေ့လိုက်ရပါတယ်အင်ဂျီရာနဲ့ကြီးရှိပေမဲ့လူကတော့တယောက်မှမရှိတော့ပါဘူးရွာသားတွေဟောင်းသူတို့ရဲ့အဝတ်အစားတွေအစားအသောက်တွေနဲ့တန်ဖိုးရှိတဲ့ပိန်စိန်မှုတွေကိုယူမသွားဘဲထားပစ်ခဲ့ကြပါတယ်ဒါကကြိုတင်စီစဉ်ပြီးပြောင်းရွှေ့သွားတာမျိုးမဟုတ်ဘဲအလောတကြီးထွက်ပြေးသွားတာဆိုတဲ့လက္ခဏာဖြစ်ပါတယ်မိဖို့ပေါ်မှာဟင်းအိုတွေတည်ထားဆဲဖြစ်ပြီးအစားအစာတွေကတော့ပုတ်သိုးနေပါပြီရွာရဲ့စာတင်ကျောင်းထဲကကြောက်တင်မုံပေါ်မှာ There is no salvation ကဲတင်နိုင်ခြင်းမရှိတော့ပြီဆိုတဲ့စာသားကိုရေးသားထားတာတွေ့ရပါတယ်1920ပြည့်နှစ်တွေမှာဘရာဇီးမှာနိုင်ငံရေးမတည်ငြိမ်မှုတွေရှိခဲ့ပါတယ်ရွာသားတွေဟာစစ်ပွဲတွေကြားထဲမညက်စေဖို့အတွက်ရွာကိုစွန့်ခွာပြီးတောထဲမှာပေါင်းနေကြတာမျိုးဖြစ်နိုင်တယ်လို့တချို့ကယူဆကြပါတယ်ဒါပေမဲ့လူ600စလုံးဘယ်တော့မှပြန်မပေါ်လာတာကတော့ထူးဆန်းနေပါတယ်အကုန်ထားခဲ့ပြီးစာတင်ကျောင်းထဲမှာထူးဆန်းတဲ့စာသားခြံရစ်တာကြောင့်တဟာတဘာဝလွန်ဖြစ်ရတဲ့ခုလိုလည်းယုံကြည်သူတွေရှိကြပါတယ်နံပါတ်8ဘာမြူဒါတရိကန်ရဲ့အစောဆုံးဗဟိရိ1918ခုနှစ်မှာအမေရိကန်ရေတပ်ပိုင် USS Cyclops တင်မောကြီးဟာလူပေါင်း306ဦးကိုတင်ဆောင်ပြီးဘာမြူဒါတရိကန်ဒေသကိုဖျက်ဆီးရင်တဲလွန်စာမရှိပျောက်ကွယ်သွားခဲ့ပါတယ်ဒါဟာအမေရိကန်ရေတပ်သမိုင်းမှာတိုက်ပွဲမဖြစ်ဘဲလူအများဆုံးပျောက်ဆုံးသွားတဲ့ဖြစ်ရပါအရေးပေါ်အချက်ပြတဲ့တောင်လုံးဝမပို့ခဲ့တယ်လို့တင်မောရဲ့အပိုင်းအစတစ်ခုတောင်ရှာမတွေ့ခဲ့ပါဘူးလူ300ကျော်ဟာသမုဒ္ဒရာအလဲမှာဘယ်ကိုရောက်သွားခဲ့တာလဲပုံမှန်အားဖြင့်တင်မောတစ်စီးနင်းမြုပ်သွားရင်ပင်လယ်ပြင်မှာစီကွက်တွေပျက်စီးနေတဲ့တစ်သားစာတွေဒါမှမဟုတ်အသက်ကဲအင်ကြီးတွေမျောနေလေရှိပေမဲ့ USS Cyclops ရဲ့အကျွင်းကြံကတော့ဘာတစ်ခုမှပြန်မပေါ်လာခဲ့ပါဘူး။ပေါင်း100ကျော်ကြာတဲ့အထိဒီတင်မောကြီးဘယ်ရောက်သွားလဲဆိုတာနဲ့ပတ်သက်ပြီးထင်ကြီးတွေအမျိုးမျိုးရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါဒါတွေကတော့သမိုင်းတစ်လျှောက်လုံးဝအပြေရှားလို့မရပဲယူဆချက်အမျိုးမျိုးယုံကြည်ချက်အမျိုးမျိုးနဲ့သာလက်လျှော့ခဲ့ရတဲ့ထူးဆန်းတဲ့ပျောက်ဆုံးမှုတွေဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်။